လူဆိုတာပြမလေးဥကစားတာမှန်ပါသလားတဲ့အဲ့လိုတော့မဟုတ်ဘူးအဲ့ဒါလေးတစ်ခုပြောပြမယ်နော်ကဘာကြီးတစ်ခုလုံးဟာတနေ့ကျတော့ပျက်စီးသွားပြီးတော့ဒီအာကာသဟင်းလင်းမြင့်ကြီးပဲဖြစ်သွားအဲ့မှာမိုးရီရွာတဲ့အခါကျတော့ဒီပေါင်းများစွာကြာတဲ့အခါမိုးပေါက်ကြီးတစ်ခုလေထုရဲ့ပင့်ထားလို့မိုးပေါက်ကြီးတစ်ပေါက်တည်းပဲဖြစ်ပြီးဒီအာကာသထဲမှာရှိတဲ့အပူရှိန်တွေကြောင့်တဖြည်းဖြည်းမိုးပေါက်တွေကတင်းသွားတယ်အဲ့တင်းသွားရင်ကနေthe planet ကြီးတစ်ခုဖြစ်လာအဲ့ဒီဖြစ်လာတဲ့အချိန်မှာပြမဘဝကသိဆုံးလာတဲ့ပြမတူကဒီလူပြည်လူလောကကိုလူသားအနေနဲ့လာဖြစ်တယ်လူသားအနေနဲ့ဖြစ်ပေမဲ့လို့သူကအဲ့ဒီမှာသူ့မွေးပေးမဲ့အမေမရှိဘူးအမေမရှိတဲ့အခါကျတော့သူကလူသားဥပပတ်ပရိသေလို့ခေါ်တယ်မွေးဖွားခြင်းက၄မျိုးရှိတယ်ဥကမွေးဖွားတာရှိတယ်တာအိမ်ကမွေးဖွားတာရှိတယ်ရှိအညိအစိုးတက်ကမွေးဖွားတာရှိတယ်ကိုထင်ရှားဖြစ်ပြီးမွေးတာရှိတယ်မွေးဖွားခြင်း၄မျိုးရှိတယ်သူကဥပပတ်လို့ခေါ်တယ်မွေးဖွားနည်းကိုထင်ရှားဖြစ်ပေါ်လာတဲ့မွေးဖွားနည်းနဲ့မွေးအဲ့ဒီခေတ်တုန်းကသူတို့ဟာကောင်းကင်မှာပြန်တယ်ကိုယ်ပိုင်အလင်းရောင်တွေရှိတယ်အစာမစားဘူးပီတိနဲ့ပဲပျော်မွေ့ပြီးတော့နေကြတယ်လို့တကယ်တော့သူတို့ဟာဗြဟ္မပြေကနေပြီးသေဆုံးပြီးတော့ပထမဆုံးကဘာဦးလူသားအနေနဲ့လာဖြစ်တာဗြဟ္မမဟုတ်ဘူးသူတို့နော်လူသားအနေနဲ့ပဲဖြစ်တာနောက်တစ်ဖြည်းဖြည်းကျတော့မှသူတို့ပြောင်းလဲမှုတွေကြောင့်တစ်ဖြည်းဖြည်းမျိုးသားမျိုးသမီးတွေဖြစ်လာတဲ့တစ်ဖြည်းဖြည်းကဘာကြီးရဲ့ဒီ process တိုင်းပြောင်းသွားတာပေါ့နော်တစ်ဖြည်းဖြည်းပြောင်းလဲပြီးခဏလူသားတွေဖြစ်လာတယ်သူတို့ဆိုရတာမြတ်စွာဘုရားဟောတဲ့အခဉ္ညသုတ်ဆိုတာအဲ့ထက်မှရှိတယ်